အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကြက်သားလေးကိုမတင်းတင်းလေးနဲ့စီပြန်လေးချက်စားပါမယ်နော်လိုက်ကြည့်ပေးကြပါအောင်ရှင်ဒါလေးကတော့ကြက်သွန်ဖြူချင်းထောင်းထားတာလေးကိုစီတက်ပြီးတော့ဝါလိုက်ကြက်သားလေးကိုထိလိုက်ပါတယ်နော်နံပြရည်ရနေထားတာပါရောင်နေမှုန့်တော့မပါပါဘူးရေမထိပဲနဲ့အသားလေးတွေတင်းသွားအောင်အရင်ချက်လိုက်ပါမယ်ပြီးမှပဲအသားတင်းတင်းလေးဖြစ်မှပဲရေနည်းနည်းထည့်ပါမယ်ကြက်သားရေလည်းအများကြီးထည့်စရာမလိုပါဘူးအဖုံးလေးဖုံးလိုက်ပါမယ်ဖုံးလေးဖုံးပြီးခဏတည်ထားပါမယ်ဒါကတော့ရေလေးနည်းနည်းခန်းစားပြုနေပါပြီနော်ရေခန်းစားပြုရင်တော့ရေလေးနည်းနည်းထည့်ပါမယ်ကြက်သားမျိုးရုံလောက်ထည့်မှာပါရေကတော့အများကြီးမထည့်ပါဘူးဒါကတော့ဒံပေါက်ကြဝေလာတာပါရေလေးထည့်လိုက်ပါပြီနော်ရေလေးထည့်ပြီးတော့ပြန်တည်ပါမယ်ရေလေးထည့်ပြီးတော့အဖုံးနဲ့အုပ်ပြီးတော့ပြန်တည်ပါမယ်ခဏနေကြရင်ရေလေးကလည်းဆူလာပြီးဆိုရင်တော့အရေလေးခန့်အောင်နင်းနင်းဆောင်းလိုက်ပါမယ်အရေခန့်ပြီးတော့စီပြန်လာပြီးဆိုရင်တော့ကြက်ပါပြီနော်မတင်းတင်းလေးနဲ့စားလို့ကောင်းတဲ့ကြက်သားရပါပြီနော်ဒါလေးကတော့စီပြန်စားပြုလာပြပြီခဏနေကြရင်အိုးရှာပါတော့မယ်နော်ချက်စားကြည့်ပါစားလို့ကောင်းပါတယ်စီတဲ့အများကြီးမထည့်ထားပါဘူးနော်ကြည့်ချူပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်